So the above the give up surface above like which is to do la gia the give up surface above le ma de li mu shiပေါ့နော်ပထမတစ်မျိုးကကြတော့ကြိုးစားမှုတွေကိုရက်လိုက်သည်လက်လျှော့လိုက်သည်ဆိုတဲ့အဓိပ္ပာယ်ရတယ်ရှင်ဒုတိယအဓိပ္ပာယ်ကတော့အကျဉ်းဆိုအလေးထားတွေကိုဖြတ်လိုက်သည်ဆွန့်လိုက်သည်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ကျွန်တော်တဲ့ဒီပေတစ်ခုကတော့အလုံးရာတူစာတွေကိုနှုတ်ထွက်သည်ဆွန့်လွတ်သည်ဆိုတဲ့အဓိပ္ပာယ်ရတယ်။ကျွန်တော်ဆော်အဓိပ္ပာယ်ကတော့လက်နဲ့ချသည်အရှုံးပေးသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်။အဲ့တော့ပိုပြီးရှင်းလင်းတော့လို့ဒီရှင်နဲ့အတူတူ example sentences လေးတွေကိုကြည့်ကြည့်ရအောင်။ Okay အဲ့တော့ရှင်တို့ present tense အနေနဲ့ရေးရမယ်ဆိုရင်တော့ Don't give up now. You're almost there. Don't give up now. You're almost there. ဒါချိုးပါပြောလဲဆိုရင်အခုအရှုံးမပေးနဲ့မင်းလုံနိုင်တော့မှာမင်းအဲ့ဒီကိုရောက်တော့မှာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အဲ့ရှိတော့နောက်ထပ် past tense အနေနဲ့ရေးရမယ်ဆိုရင် She gave up smoking 5 years ago. She gave up smoking 5 years ago. သူမကလွန်ခဲ့တဲ့9နှစ်လောက်ကလေးကဆလေးတောက်တာကိုရပ်လိုက်တယ်ဆွန့်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အဲ့ရှိတော့နောက်ဆုံး future tense အနေနဲ့ရေးပြမယ်ဆိုရင်တော့ If the stress continues, I will give up this job. If the stress continues, I will give up this job. ရငါဒီထပ်ပို့ပြီးဒီလိုမျိုးစိတ်ဖိစီးနေရမယ်ဆိုရင်ငါဒီအလုပ်ကိုဆွန့်လိုက်တော့မယ်အလုပ်ထွက်လိုက်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ Actually ဒီ give up ဆိုတဲ့ phrase above ရဲ့အဓိပ္ပာယ်ကို example sentences လေးကိုနားလည်မယ်လို့ထင်ပါတယ်။အင်စာအနေနဲ့ share ကို comments ပေါက်ထဲမှာစာတစ်ကြောင်းလောက်ရေးခဲ့ပေးပါအောင်နော်။ Thanks for watching. See you in the next video. Bye bye.